ကိုတိတိကိုကြီးဆက်လုပ်ပေးအဲ့ဒါခင်မအံ့ဩတာကိုကြီးအဲ့ဒါဘာလို့မလို့လဲဘန်စားကိုတော့မထိနဲ့နော်ဒီတစ်ခါခင်မလုံးဝခုနမှာမဟုတ်ဘူးအဲ့ဘာလို့မလို့လဲဘလို့လဲနင်တွေ့ပြီမို့လားအဲ့ဒီထဲကငွေတွေအားလုံးဟာသမီးချိုးလေးရဲ့ငွေတွေငါတို့စိုက်ထုတ်ပေးထားတဲ့ငွေမှန်သမျှသူတပြားမှမကြံအောင်အကုန်လုံးပြန်ဆက်ထားပြီးပြီခင်မအခုကြီးရလေကိုသမီးမို့ကိုပြောတာမဟုတ်ဘူးချိုးလေးကစီးပွားရေးနဲ့ပတ်သက်လို့ရှိရင်အမြင်တော်တော်ကိုရှိတာဟာငါသမီးရတော့လေစီးပွားရေးလောကမှာတော့ဒီထက်အောင်မြင်ပြီးကြီးပွားအောင်ပါဗျာလေအဲ့လောက်ကြီးလေချီးကျူးမနေပါနဲ့နောက်ဘာဖြစ်လာမလဲဆိုဘယ်သူမှတက်အောင်မပြောနိုင်ပါဘူးချိန်နေတဲ့ချိန်ခါဆိုရှိပါသေးတယ်တစ်ခါလေးအောင်မြင်လာနေပဲပြောလိုက်ချင်းဟုတ်ပါဟုတ်ပါအော်ခုမှသတိရတယ်သမီးချိုးလေးကိုဂုံပြူပွဲလှုပ်ပေးအောင်ပါပဲဟုတ်တယ်ခင်မရေကိုကြီးကမေ့နေလို့ချိုးလေးကိုဂုံပြူပွဲခန်းခန်းနာနာကိုလှုပ်ပေးအောင်ပဲဗျာဟုတ်တယ်တော်လိုက်တယ်ငါသမီးကွာဘယ်ရောကိုရနော်ဟိုကိုကြီးထိုးရအောင်ဒီဆိုင်အောင်မလာတော့ကြပြီနော်သူလုံးတွေရှုံးနေလို့နေမှာပေါ့ကွာဟိုမမအနေနဲ့ရောပြန်ပြီးစင်ပြေသွားပြီလားမသိဘူးအဆင်ပြေသွားပြီနေမှာပေါ့အခုလောက်ဆိုရင်ဝတ္ထုအသစ်တွေပါတော့ရေးနေလောက်ပြီဟုတ်တယ်နော်ရှင်းပါလိမ့်မယ်ဘလုံးရင်ရှင်းမယ်ဟုတ်ဝေးနှစ်ယောက်ဝေးမမသေးဟာခင်ဗျာညီးလာမယ်ဆိုလို့ကျုပ်ကမျောနေတာမတက်ကလာမှာပေါ့သမီးလေးဟာညီမလာမှာပေါ့မမတက်ကလဲလေဘာလို့ပူနေတာလဲလာမှာပေါ့မတက်ရဲ့မဟုတ်လေညီမရဲ့မင်းညာဖုံးဆက်ပြီးတော့ညီမကဘာကိုသိကျင်တာလဲမင်းညာတော့ဟန်နီခင်ကပြောတယ်မမတက်ရဲ့အနုသွေးကိုထွန်းတောက်ကမွေးစားထားတာတဲ့ဘာတွေဘလို့ဖြစ်ကုန်တာလဲမမတက်ဟမ်မမတက်မမတက်အကုန်လုံးသိတယ်မလားမမတက်ရဲ့ဟိုပန်းနုသွေးလေးရဲ့အကြောင်းကိုလည်းမမတက်သိတယ်မလားသိတာတွေပြောပြပါမမတက်ရဲ့နော်ပြောပြနော်မမတက်ပန်းနုသွေးလေးอ่ะဖုံးကြောင်မှာမမတက်ကိုလာတွေ့တယ်မမတက်သွားတတ်လာတတ်တဲ့နေရာတွေကိုဟန်နီခင်ကပြောပြလို့တဲ့အာရှာပြီးလာတွေ့တာဟန်နီခင်ကကိုထွန်းတော်ရဲ့သမီးဆိုတာကိုလေသူသိတယ်ဘာကြောင့်လဲဆိုတော့ပန်းနုသွေးကိုလေကိုထွန်းတော်ကမွေးစားထားတာ哦သူတို့ညီမ၃ယောက်ဆုံညတဲ့နေ့မှာပဲဟန်နီခင်နဲ့ပန်းနုသွေးနဲ့ပြန်ဆုံညတာပန်းနုသွေးလေးကမမတစ်တို့ရှိကထွက်ပြေးပြီးတည်းကကိုထွန်းနောက်အိမ်မှာပဲနေတာတဲ့အခုဆိုလို့ရှိရင်အလုံးနဲ့အကိုင်းနဲ့အခြေတကြားဖြစ်နေပြီညီမရဲ့အဲ့ဒါတွေကကိုထွန်းနောက်ကျေးဇူးပေါ့ဒါဆိုကိုထွန်းတောက်ကပန်းနုသွေးလေးရဲ့ကျေးဇူးရှင်ဖြစ်နေတာပေါ့ဟုတ်တယ်လေညီမရဲ့ကိုထွန်းတောက်ကပန်းနုသွေးကိုစောင့်ရှောက်ထားတာကို
ဒါပေမဲ့မမသိရဲ့ ဒါပေမဲ့မလုပ်ပါနဲ့ညီမရဲ့ဟိုတုန်းကဖြစ်ခဲ့တဲ့မြတွေကိုမေ့ထားလိုက်ပါအခုချိန်မှလေတို့တွေကကိုထွန်းတောက်ကိုကျေးဇူးတင်နေတယ်ညီမရဲ့